section 5မှာတော့ကျွန်တော်တို့ creating the search sets ဆိုတာ search နဲ့ပတ်သက်တဲ့ setting တွေကျွန်တော်တို့လုပ်ကြည့်အောင်เนาะအခုပထမဆုံး open တဲ့ကနေပြီးတော့ကျွန်တော်ပေးထားတဲ့ file တွေကနေပြီးတော့ဒီ folder ပဲเนาะဒီ folder တွေရမယ် cwep.nwd ဆိုတဲ့ file เนาะc2ep.nwd ဒီ file ကို open လုပ်ပြီးဖွင့်မယ် okay ရပြီเนาะအဲ့ဒီကျွန်တော်တို့ file items ဒါလေးသွားမယ် file items အဲ့ဒီမှာကျွန်တော် AutoCAD line number condition က equal ဒီထက်ကျွန်တော်105ဆိုတာလေးတွေ့ချင်တယ်เนาะအဲ့ဒီ105ဆိုတဲ့ line ထဲမှာကျွန်တော်သိချင်တာက class coupling ဒီထဲမှာကျွန်တော် pipe နဲ့ပတ်သက်လို့သိချင်တယ်ဒါဆိုရင် find all ဆိုတဲ့ဟာ search လုပ်လိုက်မယ်နော် hide and select လုပ်မထားတဲ့ဟာတွေကိုဖြောင်းပါဒီကကျွန်တော်တို့အခုလက်ရှိကျွန်တော်ပြတဲ့ mini စနစ်ကိုကျွန်တော်အဓိကဘယ်မှာသုံးလို့ဆိုရင်ဒီ offshore platform တွေနောက်ပြီး process plan တွေမှာကျွန်တော်တို့เนาะဒီအရန်ရှုပ်ထွေးလာတဲ့အခါမျိုးတွေကြောက်လို့ရှိရင်အဲ့ဒီ mini စနစ်နဲ့ကျွန်တော်တို့ကနောက်ပိုင်း report တွေထုတ်တဲ့အပိုင်းတွေရေးတဲ့အပိုင်းတွေဒီကျွန်တော် inspection ဝင်တဲ့ဟာမျိုးတွေကြောက်လို့ရှိရင်ဒီ mini စနစ်တွေနဲ့သုံးတယ်ဒီဒါကတော့အခုကျွန်တော် plan ပိုင်းပြောနေလို့နောက်ကျွန်တော် build ပိုင်းပြောတဲ့အခါကျလို့ရှိရင် building ပိုင်း service ပိုင်းဒီမှာ facility management ပိုင်းလုပ်တဲ့အခါကျလို့ရှိရင်ဒီ mini စနစ်တွေကအများကြီးအသုံးဝင်တယ်เนาะအခုကျွန်တော်ဒီမှာဆိုရင် line number 105နဲ့ရှိတဲ့ pipe ကိုဒီ pipe ရဲ့ဒီကောင်ကအခု select မှတ်တာဘာလို့ဆိုရင် pipe သူ့ရဲ့ line number ကဘာလို့ဆိုရင်105အခုကျွန်တော်တို့ဒီလောက်ထားတဲ့ဟာလေးကိုအခုကျွန်တော် set စင်မှာဘာလို့မလို့ရင် save search ပေါ့နော်အခုလောက်ထားတဲ့ဟာက search လောက်ထားတဲ့ဟာတွေကိုကျွန်တော် select မှတ်မယ်နာမည်ကline 105 pipeနောက်တစ်ခုကကျွန်တော်တို့ဒီ AutoCAD ထဲကနေမယ် schedule က schedule 10s ရှိတယ် AutoCAD class ကကြတော့ခုနကတော့လိုပဲ pipe ပေါ့เนาะဒါကိုလည်းကျွန်တော် final ဆိုပြီးတော့ရှာကြည့်အောင်ဒါဆိုရင်ဒီတစ်ခေါက်ကြတော့ pipe တွေခုနက equal pipe ဖြစ်ရမယ်เนาะ find all ဆိုပြီးရှာလိုက်တယ်ဒီတစ်ခေါက်ဒီ pipeline ကကြတော့ဘာ pipeline လို့ဆိုလို့ရင် schedule 10s เนาะဒီ pipe တွေကဘာလို့ဆိုရင် schedule 10s ရှိတဲ့ pipeline ကိုကျွန်တော်အခုလောလောဆယ် select မှတ်ပြီးသွားပြီဒီ file ကိုလည်းထုံးစံတိုင်းပဲ save search လုပ်လိုက်အောင်ခုနတော့ပုံမှန်လဲကျွန်တော်ဒီကောင်ကို rename လုပ်ဖို့နည်းနည်းလေးဖြစ်သွားတယ်ဒါဆိုလို့ရှိရင်ခုနကတော့ကျွန်တော်မှတ်လိုက်တဲ့ဟာကနှစ်ခုကြည့်လို့နေ sets ကတစ်ခုနှစ်ခုပေါ့သူ့ကိုပဲကျွန်တော်ဒါတွေကို search လုပ်ထားတဲ့ဟာတွေကိုကျွန်တော်ဒီမှာမှတ်လိုက်တဲ့အခါကျရင်ခုနကတော့လိုပဲကျွန်တော်ဒီကောင်ကို hide and selected hide all ဒီကောင်ကို hide and selected ဒါဆိုရင်နောက်တစ်ခုဆိုလိုချင်တာတော့ကိုလိုတဲ့အပိုင်းတွေအားလုံးကျွန်တော် search လုပ်တဲ့ဟာတွေကို search လုပ်နိုင်တဲ့အပိုင်းတွေကိုဒီလိုနည်းစနစ်နဲ့မှတ်ထားလို့လည်းရတယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကို save လုပ်ပြီးတာပါနော်အဲ့တော့NWF file နဲ့ NWD file နဲ့စီမှာလား
ဆိုပြီးတော့စပြောတယ်အခုလောလောဆယ်ခဏလေးထားနိုင်အောင်ကျွန်တော်ပြီးရင်နောက် session နောက်ထပ် session 6ကိုဆက်သွားမှာနော်